ထုံထုံပါတော့ခုအတက်ကတော့26နှစ်ရှိပြီဘန်ကောက်မှာရောက်နေတာက2နှစ်ရှိပြီဒါပေမဲ့2နှစ်ထဲမှာအလုပ်အကိုင်မမေရဘာမှမရသေးဘူးမရသေးလို့လေအခုအခြေချောင်းပြောနိုင်တာပေါ့နော်အချစ်ကအရင်ကြီးရယ်ပြောရအောင်လဲရေးစားဘာညာရသွားလို့အဲ့အခြေချောင်းပြောနိုင်တာမျိုးမဟုတ်ဘူးဒါပေမဲ့တော့အချစ်ကိုတော့တွေ့ပါတယ်ယောက်ျားကြီးကချစ်တယ်ရလားအိမ်အောင်ဘာစားစားရှိသေးလဲရပါရဲ့စားတော့ပါအိမ်မန်းနေပြီနားလိုက်တော့လေကိုနေရလေချက်ချင်းပဲလေတော့ပါပြီဒီနေ့လိုက်ပေးတာအိမ်မန်းနေနားလိုက်တော့လိုက်ဟဲ့ဟာလေဟုတ်တယ်ဘာမှမဖြစ်ဘူးဟုတ်တယ်လေငါလိုက်တော့ဆောင်ဖေးရတယ်နေဝဲတာရှိတော့ပဲပေါ့ဒါလည်းတနေ့ပြည့်ဖို့လိုတဲ့ဟာလေမေ့ပါမလားမေးပါဦး29ရက်နေ့ဒီမဆောင်နိုင်တော့လို့အဲ့ဒါသွားယူပါပေးခြင်းတော့တယောက်15ရက်စီပေါ့ဟဲ့ဘာဟုတ်တယ်ကို15ရက်စီလဲလိုက်ပတ်တီတယ်လေစလိုက်တာတော့ပါပဲအနာဦးလေးနာထွေလားလက်ဆောင်ပေးရတော့မှတယောက်ကို15ရက်စီရဲ့ဘယ်တော့တည်းမှမရှိဒီဦးကတော့ပဲကြာလာတော့ပတ်တီကြိုက်တယ်ကိုယ်ကျေးဇူးဒီထွင်းတော့ချွန်းနေပတ်တယ်အဲ့ဒါရေချွဲတော့ချော့ရအောင်ပါယူဒါဆိုရေချိုးပတ်တယ်လို့ရေစုပ်ခန့်တဲ့လေးတာကနောက်မှအဲ့အမျိုးပြန်တော့တစ်လုံးရှိတယ်အဲ့ဒါကြီးကဒီကောင်မယူသွားတယ်မြရဒီအဖြူလေးကပိုးလာပါရဲ့ဘာရောင်နဲ့ပြပြလိုက်တော့ချစ်နေပြီချစ်ရတယ်ဒီလိုရှိလာတာ14လလောက်ဖြစ်နေဘာမှတော့မဟုတ်တာဒါပေမဲ့အဲ့လောက်ကြီး14လလောက်တူရှိစိတ်ဓာတ်လူရှိပြီးသားဆိုတော့လို့သူ့အရင်တော့ကိစ္စကြီးပြောစကားရည်မှာပါလာလို့ရှိရင်စင်မပြေတော့ငါဒီလောက်နိုင်ရအများကြီးရက်တည်အများကြီးတဲမှာတော့ထည့်ထားပြီပဲသူကြလိုမျိုးအတိတ်တွေရနေပြီးတော့ထွက်သေးဘူးပြောက်သေးဘူးမလွတ်မြောက်သေးဘူးလားဆိုပြီးတော့အဲ့လိုမိကိုရကိုပြန်ပြီးတော့ဘေးမိလား14လရက်နဲ့ဆို426ရက်နိုင်နဲ့ဆိုတောင်းကျူဝိုင်း
လူတွေကဆောက်ရင်ဟုတ်အခုအမေကိုပြန်သွားတွေ့ချင်တယ်တွေ့လို့မရဘူးဟုတ်လဲဆိုအမေကလည်းသူ့တင်းတော့ပြန်မလာနဲ့ဟိုပြန်လဲသွားချင်တယ်ပြန်သွားလို့လည်းမရဘူးအကုန်လုံးကဒီဟာကြီးဖြစ်နေတာအဲ့ဟာကြီးအကုန်လုံးဟိုကောင်မှလှုပ်လို့အဲ့ကောင်မှငါဒုက္ခပြီးကျင်တာအဲ့ကြောင့်အမေကငါ့ကိုစိတ်ပူပြီးတော့မလာနဲ့တဲ့ငါကအမေနာမှမရှိဘူးသူကကြည်မှာလေအဲ့အကုန်လုံးဘာလို့အကုန်လုံးငါကြည့်လဲစုပြုံရောက်နေတာလဲဘာလို့လဲခဏတော့တယောက်တည်းနေချင်ဟမ် ဘာလို့လဲဒါဆိုရင်တုံလို့စားတွေ့ရနေရမြောက်တဲ့နေ့ပဲရှိသေးတယ်ယောက်ျားလေးတွေကသူတို့စိတ်မလုံခြုံဘူးလို့ထင်ရတဲ့မိန်းမရဲ့ရှေ့မှာညှိကြပါမလားအဲ့ပြောစောပါသေးရဲ့ခုမှအစပဲရှိသေးရဆိုတော့လို့ထားခဲ့ရလေလို့ နေအိမ်သာသွားရထင်လို့လေ 你都说有没包？你那个来几桌给晓得了，冇不啦？而且嘛，俺俺那边稍微那路，俺稍就路便宜那些嘛，你也不会太多余了哩。哎不对，你看我偏了，靠没弄俺天哪不？你多少有吧？你那个人那时候你面还路哎？ နေသားနဲ့လောက်တာဆိုနှစ်ခါရှိပြီနော် 那看到你们讲哪里？ ဒီပုံစံနဲ့ဆိုငါသိရင်ကြီးကြားတယ်ငါဘယ်လိုခေါ်သွားမှာရှက်စရာ 你看那妈的，你看那俺路太标嘞。 နင်ကစိတ်နဲ့တင်းတယ်တော်တော်တူလာ တဲ့ငါနဲ့နဲ့အဲ့ကြမှာဘလောက်စိတ်ဆိုဆိုဘလောက်ရည်ပြပြတဲ့စကားကိုပြောပါနဲ့လို့နင်ကဘယ်နှခါပြောရမလဲနင်ကတူတယ်ပြောရတာအေးငါတူရုံနဲ့မဟုတ်အဲ့ထက်ဆိုတာငါလက်နာသွားပြီအေးအဲ့လိုဆောက်ရမပါရောငါပြီးမယ်ငါပြက်မယ်ငါလည်းတကယ်ပြက်ပြီ ငါထက်တာရတော့ရှာကြည့် ငါလည်းငါမရှာဘဲနဲ့တွေးကြရကောင်ဒီလိုနေမျိုးရောက်လာမယ်လို့စားရတွေ့ထားပြီးသားဒါမှရောက်မိပြန်ရောက်လာမယ်မမျောလင့်တာအောင်လေလက်ကောင်းပါသူလည်းမပြောရဘူးကိုလည်းဒီဖေမဲနေရဆိုတော့ဒီလိုမြန်ဆန်ပြီးပါပဲကောင်းပါဒါမနေ
တာယာဖြစ်ပြီးတော့စကားများရဲ့အခြေအနေမျိုးမှာတော့မှသူ့သဘောကျတယ် နိုင်ခိစ္စကလည်းဆော့ရပြပေးချင်တာပါတကယ်အဲ့ဒါလည်းသူကြိုက်လို့ဝယ်ထားတဲ့ပုံစံမျိုးပေါက်နေပြီးတော့ကိုယ်လည်းမှာပတ်လာတယ်ဒါမြင်ရတာတွေစိမ့်စိမ့်ကြည့်နေဆိုတော့သူများကြိုက်တဲ့ဟာလားလို့အစားရတနည်းမို့တနည်းနဲ့သူ့ကိုပြန်ပေးပဲဆိုပြီးတော့လောက်ထားပြီလားပဲဒါပေမဲ့အဲ့လိုရုံရင်းစာကဖြစ်နေတဲ့အချိန်မျိုးကြီးမှာပေးရမယ်ဆိုပြီးတော့ပေးဖြစ်သွားတယ်ဆိုတော့ဟာကြီးကတော့စိတ်မကောင်းပေါ့ဒါလည်းပြီးတော့ရွေးရနိုင်ပါလဲဘာမှပြင်လို့မရတာခါရတွေးမိရဲ့ဘယ်နာတော့ကိုရှေ့ကိုပြန်ရေးကြည့်ရဘယ်နာတော့ကိုပြန်ပြင်လို့ရမလဲဆိုပြီးမရတော့ဘူးလေဒါမှချစ်လို့မရသေးဘူး